တေတဲ့လူကိုအကြောင်းပြုပြီးတော့ရှင်တဲ့သူတွေကငိုနေရင်တေသူရောရှင်သူပါကောင်းကျိုးမဖြစ်နိုင်ပါဘူးတဲ့ဒါကြောင့်တန်တရားဝဲဩကာတဲ့ကနေပြီးတော့တောကပြေပြောက်ပါစေတော့လို့ဖယားရှင်ကတရားဟောဒေသနာရှားဖွေထုတ်ဆောင်ဟောပြခဲ့တဲ့အနိစ္စသဘောလေးအမြဲရှိနေတာပဲဒီအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာကြီးသုံးပါးဟာကျွန်တော်တို့ငယ်ရွယ်တဲ့သူရောကြီးတဲ့သူရောတက်ချိတတ္တဝါအားလုံးမှာဖြစ်တည်နေကြတာပါပဲဒီနေ့ဒီအရှိန်တရားနိုင်လေလို့ဘယ်သူကြိုသိထားမှလဲဒီနေ့ဒီအရှိန်တရားမယ်ဆိုတာလူတိုင်းကြိုသိကြရင်ရှိသမျှစည်းစိမ်အကုန်လှူပြီးတော့တရားဘာဝနာအားထုတ်ကြမှာပါပဲခုတော့တော်တော်နဲ့မသိနိုင်သေးဘူးဆိုပြီးတော့ကိုအပိုင်တွက်ကြရင်တရားပြီးတရားသိသွားကြတာပါပဲရှိသမျှစည်းစိမ်အကုန်ထားသွားကြရကျွန်တော်တို့ဟာသူများသေတာနာသိကြတယ်ကိုဘယ်တော့သေမှလဲဆိုတာကိုတော့မေ့တတ်ကြပါတယ်ကျက်တယ်မရဲ့ကျက်ရှင်းတဲ့ကကျက်တွေလို့စင်းနီလုံးလည်းမြင်သားဓမ္မကြီးလည်းမြင်နေတာတကောင်မြေတကောင်ဆွဲထုတ်ပြီးတော့တတ်နေတာလဲမြင်ရပေမဲ့ကျက်ချင်းထဲမှာတကောင်နဲ့တကောင်တွန်လိုက်ခွတ်လိုက်မိတ်လိုက်နဲ့ပျော်လို့ကောင်းနေကြတော့မယ်ငါအလဲလေမလွဲမသွေရောက်လာအောင်မယ်လို့ကြောင်းရကောင်းမှန်းမသိကြရှာပါဘူးတေးရမှာကိုမတွေးကြလို့ပဲငါဘလောက်ချမ်းသာတယ်ငါမှာတိုက်တွေကားတွေဘလို့ပိုင်နေငါလုပ်ငန်းတွေစီးစိမ်တွေဟာဘလောက်ထိကျယ်ပြန့်နေငါဘဝမှာငွေရှိရင်ဘာမဆိုပြည့်စုံနေလို့မာနတက်နေပြီဆိုရင်တခုသတိရလိုက်ပါငါဟာတနေ့သေးရအောင်မယ်လို့ငါကိုဘယ်သူမှမရှင်းနိုင်ဘူးငါလောက်ဘွဲ့ဒီဂရီတွေဘယ်သူမှမရဘူးငါဘဝမှာငါမသိတဲ့အရာဘာမှမရှိဘူးလို့ထင်ခဲ့ရင်ဒီမိကုံငါချက်ကိုဖြည့်ကြည့်လိုက်ပါဘယ်အရွယ်မှာသိရမှာလဲဘယ်ယောဂာနဲ့သိရမှာလဲနေ့မှသိမှာလားညသိမှာလားဘယ်သိငိမ့်မှာအမြုပ်ခံရမှာလဲဘယ်ဘဝကိုရောက်မှာလဲလောကီပညာတစ်ပတ်ကန်းခံတတ်နေပါစေဒီမိကုံတိုင်းမှာတော့မသိပါဆိုတဲ့အဖြေတစ်ခုပဲထွက်လာပါလိမ့်မယ်ဘဝမှာသိရမှာကလွဲလွယ်ဘာတစ်ခုမှသိကြတာမရှိပါဘူးငါလေးတနေ့သိရအောင်မယ်လို့ကိုသတိပေးနေရင်မာနတွေလျှော့ပြီးတော့ကုသိုလ်ပြုလုပ်ဖြစ်နေမှာပါလူတိုင်းငွေဖွားပြီးဆိုကြတဲ့ကသေမိန်ဆိုတာကြာပြီးသားပါသေမိန်စောင့်နေကြရတဲ့ကာလလေးမှာဘဝမှာပျော်ပါဖို့အာနာရှိကြီးဖြစ်ဖို့တထေးကြီးဖြစ်ဖို့အထင်ကြီးခံရဖို့ဆိုတာဘဝရဲ့အနှစ်သာရတစ်ခုမဟုတ်ဘူးဆိုတာသတိထားမိမှုပါပဲမသေးကြဘူးဆိုရင်တော့ပျော်ဖို့ပါဖို့ဆိုတာ